ကိုကသင်တန်းနေမတက်နိုင်လို့အင်္ဂလိပ်စာကိုကျွမ်းကျင်မှာမဟုတ်ဘူးလို့ထင်နေရဲဆိုရင်တော့ဒီဗီဒီယိုကတငယ်ချင်းအတွက်ဆိုတာသိကြပါရီ။ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်စာကိုလမ်းမပြောက်ပဲကိုယ်တိုင်ကိုယ်ကျဘယ်လိုလေ့လာရမလဲဆိုတာကိုအခုဗီဒီယိုမှာတေချာရှင်းပြပေးမှာကြောင်းပါစိတ်ဝင်စားရဲဆိုရင်ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးပါနော်ပထမတစ်ချက်ကိုကဘာအတွက်အင်္ဂလိပ်စာကိုလေ့လာကျင်တာလဲဟုတ်ပါတယ်ကို့အလုပ်အတွက်လေ့လာကျင်တာလားကျောင်းတက်ဖို့လားနိုင်ငံခြားခီးသွားဖို့လားဒီလိုမျိုးလေ့လာခြင်းနဲ့ရည်ရွယ်ချက်လေးကိုအရင်သိအောင်လုပ်ပါနော်ဒီတိုင်းလေ့လာခြင်းတာဆိုရင်လေနောင်ဘယ်နေရာတွေမှာကိုသုံးပြဖို့များလဲဆိုပြီးတော့ကြိုပြီးစဉ်းစားကြည့်ပါဒါကိုသိသွားပြီဆိုရင်တော့ကိုရွေးချယ်ထားတဲ့အပိုင်းနဲ့ပတ်သက်တဲ့အခြေခံစကားပြောတွေအသုံးပြုမဲ့ vocabulary ဆိုတဲ့ဝေါ်ဟာရတွေနဲ့အတန်အတွက်တွေကိုစတင်ပြီးတော့လေ့လာပါကိုအတွက်မလိုအပ်သေးတဲ့တခြားအရာတွေကိုတော့ခဏပေးထားဖို့လိုပါတယ်နော်ဒါမှသာကိုရွေးချယ်ထားတဲ့အပိုင်းမှာမြန်မြန်ကျွမ်းကျင်လာမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ကတော့အခြေခံ vocabulary စကားစု phrase တွေကိုတနည်းနည်းနဲ့ချင်းလေ့လာသွားပါနော်ဟိုဟာကို English လို့ဘယ်လိုခေါ်ပါလဲဒီပစ္စည်းကဘယ်လိုခေါ်ပါလဲဆိုပြီးမဖြစ်အောင်လို့ကိုရွေးထားတဲ့နယ်ပယ်ကအခေါ်အဝေါ်အသုံးနှုန်းဝေါ်ဟာရစကားလုံးတွေစကားစုတွေကိုကျဉ်းညံ့နှံ့ဆက်နေအောင်လို့အရင်လေ့လာမှတ်သားရပါမယ်အများကြီးမဟုတ်ရင်တော့မှတစ်နေ့ကို10လုံး15လုံးလောက်လေ့လာပြီးတော့တစ်ပတ်တစ်ခါလေ့လာထားတာတွေကိုပြန်ချရတာစမ်းစစ်တာမျိုးလေးတွေလုပ်ပေးရပါမယ်နော်တတိယအချက်အနေနဲ့ကတော့ basic grammar rules တွေကိုကျင့်ကြံ့နေအောင်လေ့ကျင့်ပါနော်ခုနကကိုလေ့ကျင့်ထားတဲ့ဝေါ်ဟာရတွေစကားစုတွေနဲ့စာကြောင်းတွေကိုမှန်မှန်ကန်ကန်တည်ဆောက်နိုင်အောင်လို့ basic grammar စည်းမျဉ်းတွေကိုတေချာကျင့်ကြံ့အောင်လေ့လာရပါမယ်ဝါစင်ကရှင်မျိုးလို့ခေါ်တဲ့ 8 parts of speech ဆိုတာဘာလဲဆိုတာတွေအခြေခံ sentence ဖွဲ့စည်းပုံတွေနဲ့ WH question 3ပုံတွေဒါတွေကိုတေချာလေ့လာပါဒီ channel မှာလည်းအခုလိုမျိုး basic grammar နဲ့ဆိုင်တဲ့ video တွေအများကြီးတင်ပေးထားပါတယ်ဝင်ပြီးလေ့လာလို့ရပါတယ်နော်နောက်တစ်ခုကတော့ listening ကောင်းအောင်လေ့ကျင့်ဖို့လိုပါတယ်။ကိုက speaking မပြောသေးခင်တစ်ဖက်ကပြောလာတဲ့စကားကိုနားလည်နိုင်အောင်လို့အရင်လေ့လာရပါမယ်။ BBC Learning English Class 101လို့ website တွေဒါမှမဟုတ်ရင် YouTube မှာရှိတဲ့ podcast တွေနဲ့ beginner တွေအတွက်တေချာလုပ်ပေးထားတဲ့ listening သင်ခန်းစာတွေကိုလေ့လာပြီးကိုယ့်ရဲ့ listening skill ကိုတိုးတက်အောင်လေ့ကျင့်လို့ရပါတယ်။နောက်တစ်ချက်ကတော့ speaking ကိုနေ့တိုင်းလေ့ကျင့်ပေးပါ။ကိုက listening mind တိုးတက်လာပြီးတော့သူတို့ပြောတာတွေနားလည်လာပြီဆိုရင်ကိုယ့်ဘက်ကနေပြန်ပြောဖို့လိုလာပါပြီ။ဒါကြောင့် speaking ကိုစတင်လေ့ကျင့်ရပါတော့မယ်။အရင်ဆုံးအတန်ထွက်တွေကိုမှန်အောင်ပြောနိုင်ဖို့လေ့ကျင့်ပါ။ပြီးတော့ရှေ့မှာလေ့လာထားတဲ့စကားစုတွေစာကြောင်းတွေဒါမှမဟုတ်ရင် listening လေ့ကျင့်တော့နားထောင်ခဲ့တဲ့စကားတွေကိုအတန်ထွက်ပြီးတော့ပြောကြည့်ပါ။ရုပ်ရှင်တွေကြည့်မယ်ဆိုရင်လည်းသူတို့ပြောတဲ့ dialogue အတူလေးတွေကိုလိုက်ပြီးပြောရင်းနဲ့ကိုယ့်ရဲ့ speaking ကိုတိုးတက်အောင်လေ့ကျင့်လို့ရပါတယ်။နောက်တစ်ခုစာဖတ်ပါစာအုပ်အရှိတွေကိုစမဖတ်သေးပဲအခြေခံအသုံးအနှုန်းလေးတွေနဲ့ရေးထားတဲ့ကလေးပုံမြင်စာအုပ်လေးတွေစောင်းမတွေနဲ့သတင်းတွေကိုဖတ်ကြည့်ပါမတည်သေးတဲ့စကားလုံးတွေကိုမှတ်ထားပြီးတော့ရှာဖွေလေ့လာပါပြီးရင်လက်တွေ့အသုံးပြုနိုင်အောင်လို့စူးစမ်းပါစာကြောင်းတိစောက်ပုံတွေကိုလည်းလေ့လာမှတ်သားထားပြီးတော့ပြန်လည်အတူယူအသုံးချဖို့မမေ့ပါနဲ့နော်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ consistent ရှိလေ့လာပါလေ့ကျင့်ပါဒီနေ့လေ့လာပြီးနောက်ရက်ပြင်းလို့နားလိုက်တာမျိုးမလုပ်ပါနဲ့တရက်နာရင်တလားလောက်ပြင်းပြီးမလုပ်ဖြစ်ပဲနေပါလိမ့်မယ်။ဒါကြောင့်အင်္ဂလိပ်စာကိုကျွမ်းကျင်တက်မြောက်ခြင်းနဲ့ဆိုရင်တော့နေ့စဉ်မပြတ်လေ့လာပြီးဖို့လိုပါတယ်နော်။တရက်ချင်းနဲ့အများကြီးလေ့လာမှတ်သားတာမျိုးမလုပ်ပဲနည်းနည်းချင်းလေ့လာပြီးတပတ်တစ်ခါတလတစ်ခါကိုလေ့လာထားတာလေးတွေကိုမမေ့အောင်လို့ပြန်နှွှဲပြီးလေ့ကျင့်ပါနော်။ဒါဆိုရင်တော့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့အင်္ဂလိပ်စာစွမ်းရည်ကတိုးတက်လာပါလိမ့်မယ်။ဒီအဆင့်လေးတွေတိုင်းတစ်ဆင့်ချင်းနေတိုင်းအားစိုက်လေ့လာလိုက်ရင်တော့အင်္ဂလိပ်စာကို6လတစ်နှစ်အတွင်းတောင်မှပိုင်ပိုင်နိုင်နိုင်ရှိလာပါလိမ့်မယ်။ဒီဗီဒီယိုမှာတော့နီလန်ကောင်းလေးတွေကိုလမ်းညွှန်ပေးပြီးပြီဆိုတော့ကိုယ်တိုင်ရှောက်လန်ပြီးလိုက်လို့ရမှာကတော့တငယ်ချင်းကိုယ်တိုင်မှာပဲနော်ရှောက်ရင်ရှောက်တလောက်ခရီးပေါက်ပြီးရက်နေရင်တော့ဘယ်မှမရောက်နိုင်တာမို့ဒီနေ့ပဲစတင်လေးလာကြည့်လိုက်ပါနော်